စီးကြိုကြစီ metformin နဲ့ပတ်သက်ပြီးတော့မဖြစ်မနေသိထားတဲ့အချက်၃ချက်အားလုံးမင်္ဂလာပါဒေါက်တာနိုင်ရေးဖြစ်ပါတယ်တကယ်လို့သင်ကိုယ်တိုင်ကဖြစ်စီသင်ရဲ့မိသားစုဝင်ထဲမှာဖြစ်စီပေါ့နော်စီးကြိုစီ metformin ကိုတောက်နေရဆိုရင်တော့အခုပြောမယ့်အချက်၃ချက်ကိုလုံးဝသိထားဖို့လိုပါလိမ့်မယ်metformin ကဈေးသက်သာတယ်အာနိသင်အရန်ကောင်းတယ်ဝယ်ရလွယ်ကူတယ်အခုချိန်ထိကိုပဲ first line ပေါ့နော်ပထမတန်းစားဆေးဖြစ်နေစေစီးကြိုစီဖြစ်ပါတယ်metformin နဲ့ပတ်သက်ပြီးတော့ဘာသိထားသင့်လဲဆိုရင်နံပါတ်1ချက် metformin ကိုအစာမစားခင်တောက်ရမလားအစာစားပြီးမှတောက်ရမလားတချို့ဆရာဝန်တွေကတော့ metformin ကိုအစာမစားခင်တောက်ခိုင်းတယ်တချို့ကတော့စားပြီးမှတောက်ခိုင်းတယ်ဒါဆိုရင်ဘယ်ဟာကအမှန်လဲပေါ့နော်နားလည်အောင်ရှင်းပြမယ်ဆိုရင်တော့တချို့ဆရာဝန်ကြီးတွေက metformin ကိုအစာမစားခင်တောက်တာကိုပို့ပြီးတော့သဘောကျတယ်ပို့ပြီးတော့အားပေးတယ်ဘာကြောင့်လဲဆိုတော့အစာမစားခင်တောက်မယ်ဆိုရင်ကျွန်တော်တို့စားရတဲ့အစားတောက်တွေကနေပြီးတော့ glucose တွေကိုအရင်မတက်အောင်ထိန်းပြီးတာကိုတွေ့ရတယ်ဒါကြောင့်မလို့ metformin ကိုအစာမစားခင်မှာတောက်ခိုင်းတတ်ကြပါတယ်တိုးတော်ညားလေတချို့တွေမှာဆိုရင်ဆေးတောက်ပြီးတဲ့အခါမှာရင်ပြေးတာတွေအစာမကြည်တာတွေဘိုက်အောင်တာတွေဝမ်းပြက်ဝမ်းလျှောခြင်းတွေကိုကြုံတွေ့ခံစားတတ်ပါတယ်တကယ်လို့ကိုကအဲ့လိုမျိုးလက္ခဏာတွေခံစားရဆိုရင်တော့ metformin ကိုအစာမစားခင်မှာတောက်သင့်ပါဘူးအစာနဲ့ဖြစ်စေစားရင်မှဖြစ်စေတောက်သုံးပေးသင့်ပါတယ်တောက်တဲ့အခါမှာလည်း metformin ကိုပေါ့နော် urine နဲ့မတောက်ဖ ೇನೆ SR တို့ MR တို့ပေါ့နော် sustain release တို့ extended release တို့ပါတဲ့ဆေးတွေကိုရွေးချယ်ပြီးတော့တောက်သုံးပေးသင့်ပါတယ်နံပါတ်2ချက် metformin ကိုတောက်မယ်ဆိုရင်ကြောက်ကက်ထိတယ်ကြောက်ကက်ပျက်စီးရဲဆိုတဲ့အယူအဆဆေးကဲမှာဆေးပေးလို့ရှိရင်တချို့တွေက metformin ကိုမတောက်ချင်ကြဘူးမတောက်ရဲကြဘူးဘာကြောင့်လဲဆိုတော့ metformin ကိုတောက်လို့ရှိရင်ကြောက်ကက်ထိတယ်ကြောက်ကက်ပျက်စီးရဲဆိုပြီးသူတို့ကသိထားကြတယ်ဒါကလုံးဝကိုလွဲမှားတဲ့အယူအဆဖြစ်ပါတယ် metformin ကဆိုရင်ကြောက်ကက်ကိုမပျက်စီးစေပါဘူးဒါဆိုရင်ဘာကြောင့်ပျက်စီးတာလဲဘာကြောင့်ပျက်စီးတာလဲဆိုတော့တချို့တွေကဆိုရင်ကိုယ်သဘောနဲ့ကို metformin ဝယ်ပြီးတော့တောက်ကြတယ်ဆေးကဲမပြကြဘူးပေါ့နော်ဒီခါမှာဆိုရင်ခန္ဓာကိုယ်ထဲမှာစီးကြိုတွေထိမ့်မရဖြစ်လာကြားတဲ့ခါမှာဆိုလို့ရှိရင်ကြောက်ကက်ထိသွားတယ်ကြောက်ကက်ပျက်စီးသွားတယ်ဒါကိုသူတို့ကပေါ့နော် metformin ကိုတောက်လို့ကြောက်ကက်ထိပါတယ်ဆိုပြီးတော့လွဲမှားပြီးတော့မှတ်ကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ metformin ဒီကြောက်ကက်မထိပါဘူးလုံးဝကိုစိတ်ရလက်ချနဲ့တောက်သုံးနိုင်ပါတယ်ဒါပေမဲ့လေကြောက်ကက်ပြတ်သွားတဲ့သူတွေကြောက်ကက်အားနေတဲ့တအားဆိုးတဲ့သူတွေမှာဆိုလို့ရှိရင်တော့ metformin ကိုတောက်သုံးလို့မရပါဘူးဒါကတော့ကိုယ်သဘောနဲ့ကိုဆေးမရပါနဲ့ဆရာဝန်ကိုပြပြီးတော့မှဆရာဝန်ကနေပြီးတော့မှညွှန်ကြားပေးပါလိမ့်မယ်အဲ့တော့ metformin ဒီကြောက်ကက်မထိပါဘူးဆိုတာအားလုံးကိုသိထားစေချင်ပါတယ်နံပါတ်3ချက် metformin ကိုတောက်နေတဲ့သူတွေမှာဆိုရင် vitamin B12 တက်ချို့တက်ပါတယ်။ဘာကြောင့်လဲဆိုတော့ metformin ကဆိုရင်ခန္ဓာကိုယ်ကနေပြီးတော့ vitamin B12 ဆိုယူမှုကိုဟန်တားစေတတ်တယ်အားနည်းစေတတ်တယ်။ဒါကြောင့်မလို့ metformin ကိုအမြဲတောက်နေတဲ့သူတွေအနေနဲ့ vitamin B12 ပါတဲ့အားစီတစ်ခုကိုတောက်သုံးပေးသင့်ပါတယ်။ဒီဗီဒီယိုကြည့်ရအကျိုးရှိရဆိုရင်တော့ yes လို့မှတ်ခဲ့ပါကျွန်တော်ရဲ့ဒေါက်တာရဲ့ Facebook TikTok နဲ့ YouTube ကိုလည်း follow ထားဖို့အားလုံးကိုပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာနိုင်ရည်ဖြစ်ပါတယ်ခင်ဗျာ